မုံမြတ်လာစွာသောစံခဲပွဲဘောချေချိုးချေရတာဖြာပြတို့ကိုဘုရားမှုရှိသောသံဃာတော်ရှင်သူတွေတို့အားလူသားရကဥလာမြင့်လူသားဤကမသံစေတာသုမလူသားဤကမသံစေဝိမေမင်္ဂလာကိုတောင်းသူတွေသိရာကျော်ရှိပြီးလေလောကီလောကုတ္တရာမပြတ်တော့ကောင်းကျိုးချမ်းသာမင်္ဂလာဘုံတို့နှင့်ပြည့်စုံစီရန်ဒီစိတ်ခံ၍အိဋ္ဌံကိုဒီသူကြီးနုစွာလူသာစက္ကတာပါကိုရှင်ရတုဗျာ